ဒီနေ့ဝါဟင်းမှာပူးဗီလာတစ်ခုရှိတယ်ဒီပူးဗီလာကသူကဘတ်6တန်းလောက်ကနေစပြီးတော့ဝယ်လို့ရတယ် luxury ပေါ့နော်အထဲမှာရေကူးကန်ပါတယ်အိမ်ကအခုဒီမှာအကျယ်ကြီးပဲအဲ့ဒါကြောင့်အထဲမှာတစ်ချက်လိုက်ပြပေးမယ်ဟုတ်ကဲ့ဒီမှာကအခုဒါမြေရဲ့အရွယ်အစားလေးဒီလောက်ရှိမယ်ဒါကသူပြထားပေးတာ type က3မျိုးရှိရယ် A B C ဆိုပြီးတော့ဗောနော် C ကအကြီးဆုံးဒါက type C သူရဲ့အပြင်မှာမြေရဲ့အနေထားဒီမှာပြရလို့ရှိရင်ဒီမှာအိမ်ဝင်ပါဗောနော်ကျွန်တော်အမြေအကျယ်လေးကိုတစ်ချက်အရင်ပတ်ပြီးပြပေးမယ်ဒါအခုဒါပပတ်လည်းမြေကြီးပဲဒီမြေရဲ့အကျယ်က688 square meter ရှိရယ်square feet ဆိုလို့ရှိရင်6800 6900လောက်ရှိမှာပေါ့နော် square feet ကဒီမှာကရေကူးကန်ဒီမှာရေကူးကန်ဒီမှာကအိမ်မျက်နှာစာသူကလေအိမ်ရဲ့ဝင်ပေါက်ကိုကဟိုအိမ်အနောက်ဖေးကိုရောက်နေတဲ့ပုံစံဖြစ်နေတယ်တကယ်တမ်းဒါအိမ်မျက်နှာစာဖြစ်ရမှာအဲ့တော့ကိုကဒီဘက်ချမ်းမှာဝင်ပေါက်ကိုတကားဖောက်ချင်တယ်ဆိုလို့ရှိရင်တော့ရတယ်ဒီဘက်ချမ်းကိုဝင်ပေါက်ပြန်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်အထဲကိုတခြားလိုက်ပြပေးမယ် Come on stay အခုကျွန်တော်အိမ်ထဲကိုတစ်ချက်လိုက်ပြပေးမယ်အခုဒီຢာကဧည့်ခန်းကသူကဒီမှာ living room တော်တော်လေးကျယ်တယ်ထမင်းစားစပွဲနဲ့ kitchen နဲ့ဒီအိမ်မှာကဒီ interior တွေပါတာ interior မဟုတ် furniture ပေါ့နော် furniture ပါတာတစ်စေးမပါတာတစ်စေးအိမ်အလွတ်ဆိုရင်တော့မှဒီဟိုဟာတွေပါပြီးသားဒီ interior ရောပါပြီးသားမပါတာဆိုလို့ furniture ပဲရှိမယ်ဒီဘက်ချမ်းမှာအိမ်ခန်းကြောင့်လိုက်ပြပေးမယ်ဒီမှာကရေချိုအိမ်သာတစ်လုံးရှိမယ်ဒါက master အခန်းဒီမှာအဝတ်ဘီတိုနဲ့သူရဲ့ဒီ master အခန်းကဒီလိုပုံစံ bathtub နဲ့ရေချိုခန်းဒီမှာကမှန်ကိုက private ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့လိုက်ကပိတ်လို့ရတယ်ဒါမှမဟုတ်ကိုကပွပွင့်နေလေးရေချိုးချင်တယ်ဆိုလို့ရှိရင်တော့လိုက်ကဖွင့်ပြီးတော့ချိုးသူရဲ့ဒီမျက်နှာစာကဒီမှာရေကူးကန်ကိုမျက်နှာမူထားတယ်ဒီဘက်မှာအချမ်းကတောင်သူရဲ့ဧည့်ခန်းကလေတောင် view ကိုမြင်ရတယ်ဒီဘက်အချမ်းကဒါပတ်လက်တောင်ကြီးပဲဗီဒီယိုမှာပေါ်လာတော့မသိဘူးဒါအကုန်တောင်ကြီးပဲပြီးဒီဘက်မှာအိတ်ခန်းတစ်ခန်းရှိတယ်ဒီမှာအိတ်ခန်းရေချိုခန်းအိမ်လားဒီဘက်ဘေးမှာဒါကသူရဲ့ဝတ်ပြီးတော့ဒါကလေရေချိုခန်းအိမ်သားမပေါ့ရေချိုခန်းကြီးပဲအိမ်သားကဒီမှာသူကအဲ့လိုသူရဲ့စောက်ထားတဲ့ပုံစံဒီဘက်မှာအိမ်သားအဲ့တော့အိမ်သားတက်ရေချိုခန်းတက်လို့ဖြစ်နေတယ်ထွက်လာရင်ဒီဘက်ဘေးမှာနောက်ထပ်အိတ်ခန်းတစ်ခန်းတူပဲဒီအိတ်ခန်းနှစ်ခန်းရဲ့ပုံစံတူပဲရေချိုခန်းတက်အိမ်သားတက်အနောက်ဘက်မှာဝတ်ပြီးတော့အဲ့တော့ဒီအိမ်ရဲ့ဈေးကသူကဘတ်9တန်းလောက်ကနေစပြီးတော့ရှိမယ်9တန်းကနေ16တန်းနေရှိရယ်အိမ်ဆိုင်အမျိုးအစားပေါ်မူတည်ပြီးတော့ဈေးပြောင်းသွားမယ် furniture ထဲမထဲပေါ်မူတည်ပြီးဈေးပြောင်းသွားလိမ့်မယ်ဟုတ်ကဲ့ခေါ်အဲ့တော့ဒီအိမ်ရဲ့နေထားကတော့အခုကျွန်တော်ပြသွားတဲ့အတိုင်းပေါ့နော်ဒီပတ်ဝန်းကျင်ကတော့သူကပင်လယ်နဲ့ဆိုလို့ရှိရင်10မိနစ်ဒီဝိုင်းဟင်မြို့ထဲကို10မိနစ် location ကကောင်းတယ်အိမ်ရာတွေကထွက်တာနဲ့လမ်းမရောက်မယ်ဒီနောက်မှာ macro ရှိမယ်အဲ့တော့ပတ်ဝန်းကျင်အကောင်လုံးကသွားရလာရအဆင်ပြေတယ်ဟုတ်ကဲ့ဒီထက်ပိုပြီးသိချင်တယ်ဆိုလို့ရှိရင်ကြောက်ဆက်တဲ့မြင်မြန်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်